ဒီအမျိုးသားကမော်အိုးတစ်လုံးကိုလက်ဆောင်ရရှိခဲ့သည်ထိုမော်အိုးကပစ္စည်းများကိုပွားနိုင်တဲ့အစွမ်းရှိပါတယ်အမျိုးသားတဦးသည်စိန်လက်စွပ်တစ်ကွင်းကိုပကံလုံးတစ်လုံးထဲသို့ထည့်လိုက်သည်နောက်တစ်စက္ကန့်မှာပင်ပကံလုံးထဲတွင်စိန်လက်စွပ်နှစ်ကွင်းဖြစ်နေသည်ကိုတွေ့လိုက်ရသည်ထိုအမျိုးသားသည်စိတ်လှုပ်ရှားစွာဖြင့်ထိုလက်စွပ်နှစ်ကွင်းလုံးကိုပကံလုံးထဲသို့ပြန်ထည့်လိုက်ရာလက်စွပ်လေးကွင်းအဖြစ်နှစ်ဆတိုးသွားသည်ကိုတွေ့လိုက်ရသည်ချက်ချင်းဆိုသလိုထိုအမျိုးသားဟာဒီပကံလုံးဟာတာမန်ပကံလုံးမဟုတ်ဘူးဆိုတာကိုသဘောပေါက်သွားခဲ့သည်လွန်ခဲ့သော9မိနစ်ခန့်ကပဲထိုမျိုးသားဟာအင်ချီယာမဲ့သူတဦးကိုမြင်လိုက်ရပြီးတနာစိတ်ဝင်ကသူ့ရဲ့ပေါင်မုံကိုပေးခဲ့သည်ကျေးဇူးဆက်သည့်အနေဖြင့်ထိုအင်ချီယာမဲ့သူကထိုမျိုးသားအားဒီမော်ပကံလုံးကိုပေးအပ်ခဲ့ပြီးနောက်ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်ယခုအခါတွင်ထိုမျိုးသားဟာချမ်းသာကြွယ်ဝလာမည့်နီလန်းကိုရှာဖွေတွေ့ရှိသွားခဲ့ပြီဖြစ်သည်ထို့ကြောင့်သူသည်ပစ္စည်းများကိုပွားများရန်စတင်လှုပ်ဆောင်ပါတော့သည်ချမ်းသာမည့်နီလန်းကိုရှာတွေ့သွားသောထိုမျိုးသားသည်အားကျိုးမှန်တတ်ဖြင့်စိန်လက်စွပ်များကိုမနားတမ်းပွားများပါတော့သည်နာယီဝက်ခန့်ကြပြီးနောက်သူသည်လမ်းဘေးတွင်ဤလက်စွပ်များကိုရောင်းချရန်ပိတ်ဆက်တစ်ခုကိုစတင်ပြင်ဆင်လိုက်သည်သို့သောသူဆိုင်ကုန်ကိုပြင်ဆင်ပြီးလှမ်းထားလိုက်စဉ်ရုတ်တရက်နာမည်ကြီးအမျိုးသမီးတဦးနှင့်မတော်တဆတိုက်မိသွားခဲ့သည်ထိုအမျိုးသမီးသည်ချက်ချင်းဒေါသထွက်သွားသည်တိုက်မိခြင်းကြောင့်သူမ၏တန်ဖိုးဒေါ်လာ9000ရှိသောဖနက်တောင်းမြင့်ပျက်စီးသွားသည်ကိုတွေ့ရှိရပြီးနောက်ထိုအမျိုးသမီးကပတ်စံပေးလျော်ရန်ချက်ချင်းတောင်းဆိုလိုက်သည်ထိုအမျိုးသားသည်သူ့အိတ်ကပ်များအားလုံးကိုရှာဖွေကြည့်တော့လဲဒေါ်လာ90သာတွေ့ရှိရသည်အခြားရွေးစရာမရှိတော့သည့်အတွက်ထိုအမျိုးသားဟာစိန်လက်စွပ်တစ်ကွင်းကိုထုတ်ယူကာအမျိုးသမီးကိုကမ်းပေးလိုက်ပြီးဒီလက်စွပ်ကဒေါ်လာ1000တန်နဲ့နော်ဟုပြောလိုက်သည်ထိုအမျိုးသမီးကသူပေးလိုက်သောလက်စွပ်ကိုလက်ခံလိုက်ပုံရပြီးနောက်ဆုံးတွင်ထိုအမျိုးသားဟာထိုလက်စွပ်များကိုတထေးမျိုးသားတစ်ယောက်ကိုရောင်းချခြင်းဖြင့်ဒေါ်လာ1 သန်းအထိရရှိခဲ့သည်သို့တော်လည်းသူသည်အချိန်တစ်စက္ကန့်မျှပင်မဖြုံးတီးပဲရရှိသောငွေများဖြင့်ရွှေဆိုင်သို့တန်းသွားကာရွှေချောင်းတစ်ချောင်းကိုဝယ်လိုက်သည်အိမ်ပြန်ရောက်တော့သူသည်ခရစ်တင်ပေါ်ထိုင်ကာရွှေချောင်းကိုမော်အိုးနက်ထဲသို့ထည့်လိုက်သည်ရွှေချောင်းသည်ချက်ချင်းဆိုသလိုနှစ်ချောင်းဖြစ်သွားသည်ထိုမျိုးသားသည်အလွန်တရာစိတ်လှုပ်ရှားပြီးရွှေချောင်းအမြောက်များကိုအလင်းအမြန်ပွားများခဲ့သည်ထို့နောက်သူသည်ထိုရွှေချောင်းများကိုအစားအသောက်ထဲသည့်ဘူးတစ်ခုထဲသို့ထည့်သွင်းထုတ်ပိုးလိုက်သည်မကြာမီပင်သူသည်အခြားသောရွှေဆိုင်တစ်ခုသို့ရောက်ရှိလာရာထိုနေရာတွင်သူ့ရဲ့ချစ်သူဟောင်း၏ခင်ပွန်းနှင့်မမျှော်လင့်ပဲဆုံတွေ့ခဲ့သည်ထိုမျိုးသားဟာသူ့ချစ်သူဟောင်း၏ခင်ပွန်းကိုဖော်ရွေသောအပြုံးဖြင့်နှုတ်ဆက်လိုက်ပါတော့သည်ချစ်သူဟောင်း၏ခင်ပွန်းသည်ထိုမျိုးသားအားရွှေရောင်းရန်ရောက်လာသည်ကိုသိသောအခါချက်ချင်းပင်ပြောင်းလောင်ရေမောလိုက်သည်သူသည်မင်းဘလောက်ယူလာငါကုန်ဝင်မယ်ဟုပြောလိုက်သည်ထိုအခါထိုမျိုးသားသည်အစားအသောက်ထဲသည့်ဘူးထဲမှရွှေချောင်းများအားလုံးကိုဆွဲထုတ်လိုက်သည်ရွှေချောင်းများပုံကြီးကိုမြင်လိုက်ရသောအခါချစ်သူဟောင်း၏ခင်ပွန်းသည်ကြောက်လန့်သွားသည်သူသည်ထိုများပြားသောရွှေများကိုဆက်လက်ဝယ်ဝင်ခြင်းမရှိတော့ပေထိုအချိန်တွင်ဘဏ်ဥက္ကဋ္ဌတဦးသည်ရွှေဆိုင်သို့ရောက်ရှိလာသည်ရွှေချောင်းများပုံကိုမြင်လိုက်ရသောအခါအံ့ဩမင်တက်သွားသည်သူသည်ထိုမျိုးသားအားဒေါ်လာတန်30ဘီလီယံဖြင့်ရွှေများကိုရောင်းချရန်ဆန္ဒရှိမရှိတိုက်ရိုက်မေးမြန်းလိုက်သည်အမျိုးသားသဘောတူပြီးနောက်သူသည်